တဲ့တွေဘာတွေလာတဲ့အခါမင်းဟာမုံပဲသေးစားနဲ့အခန့်တဲ့အခါမှာဧည့်သည်ကအဲ့ဒါတွေစားမသွားဘူးဆိုလို့ရှိရင်ဘယ်သူပိုင်တာလဲလို့ဘုရားမေးတာကျွန်ုပ်အိမ်ကအခန့်တာ तू မစားဘူးဆိုကျွန်ုပ်ပဲပိုင်တာပေါ့တဲ့ဆိုတော့ဘုရားကပြောမိန့်ရှိတယ်အေးအဲ့ဒီတိုင်းပဲတဲ့မင်းကငါ့ကိုအဆဲနဲ့အခန့်တယ်မင်းဆဲတာတွေကိုငါလက်မခံဘူးလက်မခံသည့်အတွက်ကြောင့်ဆဲတာတွေကမင်းဟာတွေပဲငါရက်တော့တယ်ပျော်ပဲနေကြတယ်ဘာလို့မှမလုပ်ဘူးအစိုးရကြွေးတာထိုင်စားအဲ့ဒါလို့နေတဲ့လူတွေအဲ့ဒီဒေသကိုတခါတရံကျမ်းမာရေးအတွက်ဆရာဝန်တွေသွားကြရတယ်အဲ့ဒီမှာအမေရိကရောက်နေတဲ့မြန်မာဆရာဝန်တယောက်ကအဲ့ဒီကိုသွားဖို့ရှိတယ်တာဝန်ရအဲ့ဒီကိုသွားအဲ့ဒီမသွားခင်သူကဘုန်းကြီးဝတ်ဖို့အစီအစဉ်ရှိတာနော်ဘုန်းကြီးဝတ်ဖို့အစီအစဉ်ရှိတဲ့အခါမှာအဲ့ဒီ Red Indian နယ်ကိုသွားရမယ်ဆိုတဲ့အခါမှာသူဘုန်းကြီးဝတ်တယ်ဆိုတော့ဂရုံးတုံးရတာနော်ဂရုံးတုံးပြီးတော့အဲ့ဒီ Red Indian ကိုနယ်ကိုသွားလို့ရှိရင်အဲ့ဒီလူတွေကဂရုံးတုံးထားတဲ့လူကိုမြင်လို့ရှိရင်လူဆိုးလို့ထင်တာလေလူဆိုးလို့သတ်မှတ်တယ်ခေါင်းပြောင်နဲ့လာရင်လူဆိုးလို့သတ်မှတ်တယ်အဲ့ဒါကြောင့်မလို့သူRed Indian ကပြန်လာမှာပဲထုံတစ်ပါးရဟန်းခံတော့မယ်အဲ့ဒီကိုဂရုံးတုံးပြီးတော့သွားလို့မဖြစ်ဘူးဂရုံးပြောင်နေတော့အဲ့ဒီသွားလို့မဖြစ်ဘူးတာဝန်ကအဲ့ဒီသွားစရာရှိတယ်အဲ့တော့သူလျှောက်လို့ဒီအကြောင်းကိုသိခဲ့ရတာပေါ့အဲ့တော့ဒေတာအလိုက်လူတွေမှာအတွေးခေါ်တွေအမျိုးမျိုးရှိတယ်ပေါ့ကောင်းပြောင်ရိတ်ထားရင်လူဆိုးလို့သတ်မှတ်တာရှိတယ်အဲ့ဒါကြောင့်မို့လို့အဲ့ဒီတုန်းကအဲ့လိုသတ်မှတ်ခဲ့တယ်လို့ပဲအိန္ဒိယနိုင်ငံမှာလည်းပဲမြတ်စွာဘုရားကိုစတုံးမပါပဲနဲ့ခေါင်းကိုရိတ်ထားတယ်ဆံပင်ကိုအတူဖြတ်ထားတာကိုတွေ့တဲ့အခါကျတော့သူ့အသုံးနဲ့ဆိုရင်ဘာတော့ဆိုဝတ္တလအောက်တန်းစားလို့ပြောအောက်တန်းစားကတုံးအပြင်မှာပဲရက်အထဲမလာခဲ့နဲ့လို့ပြောခံမြတ်စွာဘုရားအဲ့လိုပြောတာနော်အပြင်မှာပဲနေအထဲကိုမလာခဲ့နဲ့လို့အဝင်မခံဘူးအဲ့ဒါလို့ပြောတော့မြတ်စွာဘုရားဆိုတာဟာဘယ်သူကပဲဘာပြောစိတ်ဓာတ်အနေနဲ့တုံ့လှုပ်ခြင်းရှိတာမှမဟုတ်တာချီးမွမ်းတဲ့လူနဲ့တွေ့လေမျက်နှာမပြောင်းဘူးကဲတဲ့လူနဲ့တွေ့လေမျက်နှာမပြောင်းဘူးဆဲတဲ့လူနဲ့တွေ့လေမျက်နှာမပြောင်းဘူးတည်ကြည်တဲ့အပြုံးမပြတ်တဲ့မျက်နှာမြတ်စွာဘုရားကိုမဲ့အောင်ဘယ်သူမှမလုံနိုင်ဘုရားကိုယ်တိုင်လည်းပဲပိဋကတ်ထဲမှာမှတ်တမ်းတင်ထားတာတွေရှိတယ်ဘုရားကိုယ်တိုင်အဆဲခံခဲ့ရတဲ့အနေအထားတွေကြုံခဲ့ဘူးတယ်ကြုံတဲ့အခါမှာဘုရားကိုဆဲအားရအောင်ဆဲပြီးတဲ့အခါဘုရားတီတီကြည်ကြည်ပဲသူ့ကိုပြန်ပြောတယ်ကဲမင်းဆဲလို့ပြီးပြီလားပြီးပြီငါဥပမာတစ်ခုပြောပြမယ်တဲ့မင်းအိမ်ကိုဧည့်သည်တွေဘာတွေလာတဲ့အခါမင်းဟာမုံပဲသေးစားနဲ့အခန့်တဲ့အခါမှာဧည့်သည်ကအဲ့ဒါတွေစားမသွားဘူးဆိုလို့ရှိရင်ဘယ်သူပိုင်တာလဲလို့ဘုရားမေးတာကျွန်ုပ်အိမ်ကအခန့်တာ तू မစားဘူးဆိုကျွန်ုပ်ပဲပိုင်တာပေါ့တဲ့ဆိုတော့ဘုရားကပြောမိန့်ရှိတယ်အေးအဲ့ဒီတိုင်းပဲတဲ့မင်းကငါ့ကိုအဆဲနဲ့အခန့်တယ်မင်းဆဲတာတွေကိုငါလက်မခံဘူးလက်မခံသည့်အတွက်ကြောင့်ဆဲတာတွေကမင်းဟာတွေပဲငါမဟာမဟုတ်ဘူးမင်းဟာလက်မခံနဲ့လက်ဆောင်နေလို့မြတ်စွာဘုရားက
သူ့အဆဲတွေကိုသူ့ပေါ်မှာပဲပြန်ပုံလိုက်တဲ့အခါမှာသဘောကျသွားတော့အဲ့ဒီလူကဘုရားဘာသာပဲကူးပြောင်းပြီးတော့ရဟန်းတောင်ဝတ်သွားတယ်နောက်ကျလက်ခံတယ်လက်ဆောင်မြတ်စွာဘုရားအဲ့ဒီဥပမာနဲ့ရှင်းပြအဲ့ဒါလိုပဲအခုလဲမြတ်စွာဘုရားကိုမြင်တော့မုံတကဝတ္တလအောက်တန်းစားကတုံးအယုတ်ပြင်ဘက်မှာပဲနေမဝင်ခဲ့နဲ့ဒီလိုရိုင်းပြတဲ့စကားနဲ့ပြောတဲ့အခါကျတော့မြတ်စွာဘုရားမေးတယ်မင်းဝတ္တလလို့သူယုံမာလို့အောက်တန်းစားလို့ဒီလိုခေါ်ရလောက်အောင်အောက်တန်းစားအဖြစ်ကိုရောက်အောင်လုပ်တဲ့အမှုအကျင့်တွေမင်းသိလားတဲ့အောက်တန်းစားဆိုတာတတ်မှတ်ဖို့အတွက်အောက်တန်းစားတွေရဲ့အမှုအကျင့်တွေမင်းသိလားတဲ့ဆိုတော့မသိပါဘူးလေဒီမသိရင်ငါရှင်းပြမယ်လို့ဆိုပြီးတော့ဒီတုတ်တန်ကိုဟောတာနော်